ဒီရက်တွေတော့တွင်မှာသွားတွေတော်တော်ကျင်နေလို့လေကျွန်တော်တို့ဒီရဲ့ fluoride varnish လေးနဲ့သွားကျင်တာတက်တောင်လုပ်ကြမှာပေါ့နော်အဓိကကျွန်တော်ကဒီလွန်ခဲ့တဲ့တစ်ပတ်လောက်ကနည်းနည်းဖျားထားဆိုလေအခုတော့မှချောင်းနေပါဆိုလည်းနည်းဆိုးကျင်နေသေးတယ်လေချောင်းတွေနာတယ်ချောင်းတွေဆိုးတယ်ဆိုတဲ့ခါကျတော့ငုံစည်းတွေတော်တော်လေးငုံထားတယ် Myvisim တွေ strap cell တွေ cherry cop တွေအဲ့ထဲမှာ strap cell ကတော်တော်လေးကိုသွားတော်တော်ကျိန်းနေသေးတယ်ကိုလည်းလွန်လွန်ကျွံကျွံငုံတာတွေလည်းပါတာပေါ့နော်အဲ့ဆိုတဲ့ခါကျတော့သွားတွေကဒီအန်သွားတွေဆိုရင်တော်တော်လေးကိုကျိန်းနေရောအဲ့ဆိုတော့ကျတော့သွားလိုက်စီကိုကျတော့ဒါကတော့အရင်ကလေးနဲ့တုံးတာပါဒါကတော့ကျွန်တော်ညဘက်ကိုဆိုလို့ရှိရင်တုံးတာပါနော်သွားကျင်တဲ့တက်တာစီရဲသွားလိုက်စီပေါ့နော် fluoride 1000 ppm ပါမယ်သူကဒါ Pali white တစ်စိပ်ပေါ့ဒီကောင်လေးမဆိုးတုံးရတာအရင်လည်းမရှိဘူးသွားတိုက်ရလည်းတော်တော်လေးကောင်းတယ်အနိတင်လည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဒါပေမဲ့သူတော့မနိုင်တော့ကိုသွားကျင်တာအဲ့ဆိုကြတော့ဒါကျွန်တော်တို့ fluoride varnish လို့ခေါ်တယ်ပေါ့နော်ခါတိုင်းဆိုတော့ကျွန်တော်တို့က fluoride treatment လုပ်တယ်ဆိုလို့ရှိရင်လေ fluoride တွေကိုဒီကကိုက်တဲ့ခွက်လေးတွေမှာပေါ့နော်ဂျယ်လေးညှစ်ထည့်ပြီးမှအဲ့လိုစိတ်နောက်ပဲများတော့အဖြစ်လုပ်တာပေါ့နော်ဒီ varnish ကကြတော့ varnish ဆိုတဲ့မျိုးကကြတော့တော်တော်လေးကိုပို့ပြီးတော့မှကတ်တယ်သွားမှလေတုံးရတာဘာညာလဲပို့ပြီးတော့မှကောင်းတယ်ဒီတစ်စိတ်လေးဆိုလို့ရှိရင်လေတော်တော်လေးကိုပန်ဒီနဲ့လေးတော်တော်လေးမွေးတယ်ပေါ့နော်သူကဒီထဲမှာဒီလိုစုပ်တန်လေးပါပြီးတာဒါကြတော့ဆရာဝန်အညွန့်နဲ့ပဲသုံးဖို့နော်ဒါကတော့ကျွန်တော်ကတော့သွားဆရာဝန်ဆိုတဲ့ခါကျတော့သွားနေပတ်သက်ပြီးတော့မှစိတ်ချကိုယ်ကလည်းသွားဆရာဝန်ဖြစ်ရတာကန်ကောင်းတယ်ပေါ့လေဒီထဲမှာဒီလိုစုပ်တန်ခွက်လေးယူပြီးတော့မှသွားကျိန်းတဲ့နေရာလေးတွေတုတ်လိုက်အောင်မယ်တခြားလူတွေကလှုပ်ပြီးတော့ပို့ပြီးတော့ကောင်းမှာကျွန်တော်တို့အဲ့လိုပုံစံမျိုးလေးပါဇက်တစ်ခုလုံးကိုတုတ်သွားလိုက်မယ်ပေါ့နော်အဲ့လိုတုတ်သွားပြီးပြီဆိုလို့ရှိရင်ဒီသွားလေးမှာဒီ fluoride တွေကကပ်ပြီးတော့မှကျန်ရမှာဒီကောင်ကျတော့5% fluoride ပါတယ်အဲ့ဆိုခါကျတော့တော်တော်လေးလည်းကောင်းတယ်သူကအာနိတွေ၃မျိုးပေါ့သွားကျိန်းတာတွေတက်တာစီမယ်ပြီးတဲ့ခါကျလို့ရှိရင်သွားပိုးစားတာမဖြစ်အောင်ကာကွယ်ပေးတယ်သွားပိုးစားနေတာကိုရက်စီတယ်ပေါ့နော်ကျွန်တော်တို့ဒါလေးတွေကြတော့ဆရာဝန်အညွှန်းနဲ့သုံးရမှာဆိုတဲ့ခါကျတော့ fluoride treatment တွေလုပ်ချင်တယ်ဆိုလို့ရှိရင်စီကန်းတွေသွားပြီးတော့မှသွားလေးတွေမှာ fluoride တုတ်ချင်လို့ပါစတယ်ဖြစ်အဲ့လိုပုံစံမျိုးလေးပြောလို့ရတယ်ပေါ့နော်တစ်ခါလုပ်တယ်ဆိုလို့ရှိရင်ကတော့ဒါလေးတွေတော့နည်းနည်းတော့ဈေးတော့များတယ်အဲ့ဆိုတော့စီကန်းတွေမှာတလုပ်တယ်ဆိုရင်2000 3000တချို့ကြလို့ရှိရင်5000အလောက်ဝင်ကျင်လောက်တော့ကျနိုင်တယ်ဒါကတော့သုံးတဲ့ brand တွေပေါ်မှာမူတည်တာပေါ့နော်ဒီကောင်လေးကျတော့ Korea brand လေးအရသာလေးလည်းမဆိုးပါဘူးတော်တော်လေးကောင်းတယ်ဒီနေ့ကတော့ကျွန်တော်သွားချင်နေလို့ fluoride treatment လေးလုပ်တာကိုဒါမြင်မှုတွေရှိအောင်လာပြီးတော့မှပြပေးတာပေါ့နော်သွားစီကန်းမှာတော့ခုံမပြီးမှလဲမယ်လဲပြီးတော့မှဒီလိုလက်သေးနီလေးလာဆိုးလို့ပဲသွားရဲ့နေရအနဲ့အောင်ပေါ့နော်အဲ့လိုလေးတုပ်ပေးမှဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ကျွန်တော်ဆက်လုပ်လိုက်ပါဦးမယ်အားလုံးတက်တာ